မျိုးသားတစ်ယောက်ကသူ့ရဲ့မျက်မမြင်ဇနီးကိုမင်္ဂလာနှစ်ပတ်လည်နေ့မှာမတော်တဆမှုတစ်ခုလိုပြုလုပ်ပြီးတပ်ပစ်ဖို့ကြံစည်ထားပါတယ်။သူဟာအိမ်တော်ရဲ့အမတ်တရမင်္ဂလာတပ်ပုံကြီးရဲ့နောက်ဖက်မှာတေးစေတဲ့ထောင်ချောက်တစ်ခုကိုလျှို့ဝှက်စွာတပ်ဆင်ထားပြီးဇနီးကအဝတ်ကိုဆွဲဖယ်လိုက်တဲ့အချိန်မှာအဲ့ဒီဆက်ရန်ရကအလုတ်လုတ်ပြီးချွန်းထက်တဲ့တန်းချောင်းတစ်ချောင်းကထိုးဖောက်ကဇနီးကိုချက်ချင်းတပ်ပစ်မဲ့အစီအစဉ်ဖြစ်ပါတယ်။အမှန်တကယ်တော့သူဟာဇနီးကိုတပ်ချင်တဲ့အကြောင်းရင်းတစ်ခုလည်းပဲရှိပါတယ်။ဇနီးရဲ့ပိုင်ဆိုင်မှုအလုံးကိုလွယ်လွယ်ကူကူအမွေခံယူပြီးသူ့ရဲ့အချစ်သူမနဲ့အဆင်ပြေစွာနေရဖို့ဖြစ်ပါတယ်။ဒါပေမဲ့သူမသိဘူး။သူ့ရဲ့အပြစ်ပြေဝတဲ့အစီအစဉ်အလုံးကိုဇနီးကအရင်ကတည်းကတီးထားပြီးသားဆိုတာကိုအမှန်တရားကတော့မင်္ဂလာနှစ်ပတ်လည်နေ့မတိုင်ခင်တရက်အလိုမှာအမျိုးသမီးရဲ့မျက်စိဟာရုတ်တရက်ပြန်မြင်လာခဲ့တာပါ။သူမမျက်စိဖွင့်လိုက်ချိန်မှာရှေ့မှာတွေ့လိုက်ရတဲ့အရာကြောင့်လုံးဝထိတ်လန့်သွားပါတယ်။ခင်မိုးနဲ့သူ့အချစ်သူမကသူမကိုတတ်မဲ့အစီအစဉ်ကိုစာရေးပြီးခြံထားခဲ့တာဖြစ်ပါတယ်။ခုနှစ်နှစ်ကြာယုံကြည်ပြီးအတူနေခဲ့တဲ့လူတစ်ယောက်ကကိုယ့်အသက်ကိုယူဖို့စီစဉ်နေတယ်ဆိုတာကိုသိလိုက်ရတဲ့အခါသူမရဲ့စိတ်ကလုံးဝပျက်စီးသွားပါတယ်။အဲ့ဒီအချိန်မှာပဲတစ်နှစ်အရင်ကသူမကိုမျက်မမြင်ဖြစ်စေခဲ့တဲ့မတော်တဆမှုကလည်းအမှန်တကယ်တော့ခင်မိုးရဲ့အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာကိုနားလည်သွားပါတယ်။ခင်မိုးဟာအချိန်တစ်လျှောက်လုံးဇနီးရဲ့ပိုင်ဆိုင်မှုတွေကိုတဖြည်းဖြည်းသူ့နာမည်အောက်ပြောင်းလဲယူပြီးနောက်ဆုံးမှာမင်္ဂလာနှစ်ပတ်လည်နေ့မှာမတော်တဆတေဆုံးမှုတစ်ခုလိုပြုလုပ်ပြီးသူမကိုအပြီးတိုင်ဖယ်ရှားမဲ့အစီအစဉ်ဖြစ်ပါတယ်။ဒီအမှန်တရားတွေကိုသိသွားပြီးနောက်အမျိုးသမီးဟာအတွင်းစိတ်ကနေလုံးဝချိုးဖောက်ခံလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့အကောင်းဆုံးတငယ်ချင်းခင်မိုးနဲ့ဖောက်ပြန်နေသူအခန်းထဲဝင်လာပါတယ်။သူမမျက်နှာပေါ်ကကြောက်ရွံ့မှုကိုမြင်တဲ့အခါမျက်စိပြန်မြင်လာပြီလားဆိုပြီးထိတ်လန့်သွားပါတယ်။ဒါကြောင့်အမြန်ဆုံးမေးလိုက်ပါတယ်။နေမြင်နိုင်လား။အမျိုးသမီးကဖြေချင်းမဖြေချင်းမဆုံးဖြတ်ရသေးခင်မိုးကပါအခန်းထဲဝင်လာပြီးအချစ်သူမကိုရုတ်တရက်ဖတ်ထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးကအရာအလုံးကိုနားလည်သွားပါတယ်